ကိုတန်မိုးမထားတဲ့သူတွေအနားမှာဆက်နေဖို့ကြိုးစားဖို့ပါသလားကိုကတရားရခိုင်နှုံးပေးဆက်ပေမဲ့ဟိုဘက်ကဘာမှဖြစ်မရတဲ့အခါဆက်ပြီးစုပ်ကင်ထားရတာလားအယမ်းကိုပင်ပန်းပါတယ်ကိုအရေးမဆိုင်ဘူးမလိုချင်တော့ဘူးဆိုတာတည်တည်ရနေအတင်းကရောသွဲကပ်နေတာဟာကိုတက်တည်နေတာနဲ့အတူတူပါပဲတချို့အခြေအနေတွေမှာအကောင်းဆုံးတုံ့ပြန်မှုကဘာမှမပြောဘဲနေခြင်းပါပဲဒါကြောင့်သူတို့အနားကနေတိတ်တဆိတ်ထပ်သွားဖို့လိုအပ်လာပါတယ်ဘာဖြစ်လို့တိတ်တဆိတ်ထပ်သွားတာကအကောင်းဆုံးလက်စားချေခြင်းထင်နေတာလဲဘာလို့ဒါဟာကိုယ့်ရဲ့တန်မိုးကိုအမြင့်ဆုံးပြသရာရောက်တာလဲဒီနေ့ဗီဒီယိုမှာတော့ကိုမလိုချင်တဲ့သူတွေအနားကနေတိတ်ဆိတ်စွာထွက်သွားခြင်းရဲ့စွမ်းအားအကြောင်းကိုဘဝအတွက်ခွန်အားဖြစ်စေမဲ့ရှုထောင့်ကနေတေးသေးချာချာရှင်းပြပေးသွားမှာဖြစ်ပါတယ် Brain Wave ကနေကြိုးဆိုပါတယ်ကဲအတူတူဆက်ကြည့်လိုက်အောင်ပထမဆုံးထိထားရမှာကအချစ်ပဲဖြစ်ဖြစ်တန်ရောစင်ပဲဖြစ်ဖြစ်တောင်းပန်တွေယူလို့မရပါဘူးကိုမလိုချင်တဲ့သူစီကနေအာယုံစိတ်မှုကိုတောင်းဆိုလေကိုယ့်ရဲ့ဂုဏ်တိတ်ခါနဲ့တန်ဖိုးကကျဆင်းလေပါပဲရှင်းပြနေတာနားလေပေးဖို့တောင်းဆိုနေရတွေကအပိုးကြီးပါမကြားချင်အောင်ဆောင်နေတဲ့သူကိုဘလောက်အော်ခေါ်အလကားပါပဲဒါကြောင့်ဆက်ပြီးရှင်းပြမနေပါနဲ့တော့နှုတ်ခမ်းကိုပိတ်ပြီးခြေကမ်းတွေကိုပဲအလုတ်လုတ်ခိုင်းလိုက်ပါတိတ်တဆိတ်ထွက်သွားတယ်ဆိုတာအရှုံးဖေးတာမဟုတ်ပါဘူးပြဿနာရှာတာထက်ကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုပိုတန်ဖိုးထားလိုက်တာပါရှီလျားတွေစားတွေပို့ပြီးအပြစ်တင်မနေပါနဲ့ဘာဆိုရှယ်မီဒီယာမှာမှလည်းအမုန်းစကားတွေတင်မနေပါနဲ့သူတို့ကိုတင်းရစ်ဘွားတွေကနေအတန်တိတ်ဖြတ်ထုတ်ပစ်လိုက်ပါဒါဟာကိုစိတ်ခံစားချက်ကိုကိုယ်တိုင်ပြန်လဲထိန်းချုပ်လိုက်တာပါပဲတိတ်ဆိတ်ခြင်းကအကျယ်လောင်ဆုံးနဲ့အထီးရောက်ဆုံးတုံ့ပြန်မှုပါပဲလူတယောက်ကိုအတင်းအချက်ချစ်ခိုင်းလို့မရဘူးဆိုတာကိုလက်ခံလိုက်ပါကိုပြောင်းလဲနိုင်တာကိုယ်တိုင်ပဲရှိပါတယ်ကိုတန်ဘူးမထားတဲ့သူတွေကိုလက်လွတ်လိုက်မှကိုတကယ်ချစ်တဲ့သူတွေဝင်လာဖို့နေရာလို့ရမှာပါအလကားကုံဆုံးသွားတဲ့စွမ်းအင်တွေကိုပြန်လဲဖြည့်ပေးမှာတင်းရဲ့အချိန်နဲ့ခွန်အားတွေကိုတိုးတက်ဖို့အတွက်ပဲသုံးပါသူတို့မပါပဲလေတင်းဟာရက်တည်နိုင်နေဆိုတာယုံကြည်ပါထွက်သွားပြီးတဲ့နောက်မှာကိုဘဝကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ပါအသိပညာတွေတိုးပွားအောင်လုပ်ပါအလို့မှာပို့ပြီးအောင်မြင်အောင်ကြိုးစားပါကိုတကယ်တန်ဖိုးထားတဲ့လူတွေနဲ့ပဲအချိန်ကုန်ဆုံးပါတင်းဟာအရင်ကထပ်ပိုကောင်းတဲ့သူတယောက်ဖြစ်လာတဲ့အခါကိုလီရှုခဲ့တဲ့သူတွေဟာတနေ့မှာတေချာပေါင်းနောင်တရပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအချိန်ကျရင်တင်ကသူတို့ကိုလိုအပ်တော့မှာမဟုတ်ပါဘူးမှတ်ထားပါတင်ဟာအယမ်းကိုတန်ဖိုးရှိတဲ့သူတယောက်ပါကိုမလိုချင်တဲ့သူတွေအနားကနေရေရေဝဝန်းထွက်သွားရတဲ့တတိရှိပါတင်းရဲ့တန်ဖိုးကိုတီးတဲ့လူတွေကသာတင်းအနားမှာရှိနေပါစေဒီနေ့ဗီဒီယိုလေးကတင်းအတွက်ခွန်အားတစ်ခုရစေမယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးခွန်အားဖြစ်စေမဲ့ဗီဒီယိုတွေကိုဆက်ကြည့်ချင်ရင် Brain Wave ကို Subscribe လုပ်ထားပါဗီဒီယိုအသစ်တင်တိုင်းသိရအောင်ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်